မင်္ဂလာပါရှင် BIZ Channel ကကြိုဆိုပါရစေ။ကြီးစုနားဆင်နေကြတဲ့ပရိသတ်ကြီးအားလုံးကျမ်းမာပျော်ရွှင်ပြီးဘေးဥပတ်အန္တရာယ်အသွယ်တွေကကင်းဝေးလွတ်မြောက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရစေ။ဒီနေ့တော့ကျမ်းမာခြင်းဒီလက်ကဘာဆိုတဲ့အတိုင်းမိမိတို့ရဲ့နေ့စဉ်ဘဝမှာကျမ်းမာပျော်ရွှင်ဖို့ကအရေးကြီးဆုံးပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ကျမတို့ပတ်ဝန်းကျင်မှာအလွယ်တကူတွေ့နိုင်ပေမဲ့သူ့ရဲ့တန်ဖိုးကိုသိမသိကြသေးတဲ့အသီးတစ်မျိုးကြောင့်ပြောပြပေးခြင်းပါတယ်။မပြောခင်လေးမှာBIZ Channel ကို Subscribe လုပ်ထားပေးပါလို့မေတ္တာရပ်ခံအပ်ပါတယ်။ခုပြောပြမယ့်အသီးလေးကြောင့်ကတော့သူ့ရဲ့အနံ့ကနည်းနည်းတော့ပြင်းတယ်။ဒါပေမဲ့သူ့ရဲ့ဆေးဖောက်ဝင်ပုံကတော့နတ်ဆေးတစ်ပါးလိုပါပဲ။အဲ့ဒါကတော့ရဲယိုသီးပဲဖြစ်ပါတယ်ရှင်။ရဲယိုသီးကိုအင်္ဂလိပ်လို Noni fruit လို့ခေါ်ကြပြီးကဘာတဝမ်းမှာ super food တစ်ခုအနေနဲ့အတိအမှတ်ပြုထားကြတာပါ။ဘာလို့ဒီလောက်တောင်နာမည်ကြီးတာလဲဆိုတော့သူ့မှာပါဝင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ antioxidants ကြောင့်ပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးတာပါ။အခုလိုရာသီဥတုခဏခဏပြောင်းလဲနေတဲ့အချိန်မှာရဲယိုသီးဖြော်ရည်ကိုပုံမှန်တောက်ပြီးရင်ဖျားနာတာနဲ့ကူးစက်ရောဂါတွေကိုအကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ဒုတိယအချက်ကတော့အသားအရည်အတွက်ပါ။ရဲယိုသီးမှာဗီတာမင် C နဲ့အရည်ပြားကိုအားဖြည့်ပေးတဲ့ထက်ဒီအများကြီးပါဝင်လို့အသားအရည်ကိုကြီးလင်းစေပြီးအိုမင်းရည်ယုံမှုကိုလည်းနှီးကွေးစေပါတယ်။ဒါတင်မကသေးဘူးနော်။ရဲယိုသီးကသွေးတိုးယောဂါရှိသူတွေနဲ့စီးကျူယောဂါရှိသူတွေအတွက်လည်းအထူးသင့်လျော်ပါတယ်။သွေးတွေကတကြားဓာတ်ကိုထိန်းညှိပေးသလိုသွေးပေါင်ချိန်ကိုလည်းပုံမှန်ဖြစ်အောင်ကူညီပေးနိုင်ပါတယ်။နောက်ပြီးအလုပ်တွေကြောင့်ပင်ပန်းနွမ်းနေလားရဲယိုသီးမှာခန္ဓာကိုယ်ရဲ့စွမ်းအင်ကိုပြန်လေဖြည့်တင်းပေးနိုင်တဲ့အာနိသင်ရှိလို့တနေ့တာလုံးလန်းဆန်းတက်ကြွနေစီမှာပါအထူးသဖြင့်အစစ်အမြစ်ကြိုက်ခဲတတ်သူတွေအတွက်ရဲယိုသီးကတဘာဝအတိုင်းအကြိုက်အခဲပျောက်ကင်းစေတဲ့အစွမ်းတတ္တိရှိတာကိုအံ့ဩဖွယ်တွေ့ရှိရပါတယ်အနံ့လေးနည်းနည်းပြင်းတာကိုတီးခံပြီးမိမိရဲ့ကျန်းမာရေးအတွက်ရဲယိုသီးကိုဖြိုရည်ပဲလှုပ်တော့ဒါမှမဟုတ်အသီးမှန်ကိုစားလီးနဲ့ပဲစားပုံမှန်စားသုံးပြီးမယ်ဆိုရင်ရလက်ကောင်းတွေကိုမကြခင်မှာမြင်တွေ့ရမှာပါမိမိကိုချီရင်ကျမ်းမာရေးကိုဂရုစိုက်ပါလို့တိုက်တွန်းရင်ဒီနေ့ရဲ့ podcast လေးကိုဒီမှာပဲရပ်နာပါရစေခုလို BIZ Channel ကိုကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်လည်းဘလို့အသီးနှံတွေဘလို့ကျမ်းမာရေးအမှုတုတတွေကတင့်ကိုစောင့်ကြိုနေမလဲဆိုတာသိချင်ရင်တော့ကျမတို့ရဲ့ BIZ Channel လေးကို subscribe လုပ်ထားပြီးဆက်လက်ဆောင်မျှော်နားဆင်ပေးပါအောင်ရှင်အားလုံးပဲကိုယ်စိတ်နှဖျားကျမ်းမာရွှင်လန်းကြပါစေ